မင်္ဂလာပါအခုဗီဒီယိုလေးကတော့ကျွန်တော်ဒီ comment လေးတွေထဲမှာလည်းမေးတာလေးများဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးလုပ်ပေးလိုက်တယ်ပေါ့နော်မီးနှလုံးလင်းတဲ့ပြဿနာပေါ့နော်အပေါင်းမှာမီးနှလုံးလင်းတဲ့ပြဿနာဒီအားလေးကဆိုရင်ဖြစ်ပို့ပြီးတော့လွယ်ပါတယ်ပြီးလို့ရှိရင်ဒီဟာလေးကြောင့်ဆိုတော့လေဒီဟာလေးကြောင့်မီးနှလုံးလင်းနေတာဆိုတော့လေတရားခိုင်နှုန်းတေချာတော့ဖြစ်ပါတယ်ပေါ့နော်တရားခိုင်နှုန်းဒီပါတေချာတော့ဖြစ်ပါတယ်မီးနှလုံးလင်းတာကဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံကျိုးပေါ့နော်ကျွန်တော်တို့ပုံကျိုးလို့ခေါ်တဲ့ဖြူရဲ့စံကျဘက်မှာရှိတဲ့ပုံကျိုးလေးပြတ်နေတဲ့အတွက်ကြောင့်ပေါ့နော်မီးနှလုံးလင်းတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလက်ရှိအခုဒီမှာဆိုလို့ရှိရင်မြင်နေရတာလေးဒါလေးကဖြူလေးပေါ့နော်ကျွန်တော်ထောက်ပြထားတဲ့အလေးကဖြူလေးဖြူလေးကဒီပလက်ဒီအထိုင်ပလက်ခေါင်းလေးအနိုင်ပြီးတော့ဒီဘက်ကိုငုတ်တငုတ်ကိုသွားထားရပေါ့နော်။ကွာရင်ငုတ်တငုတ်ကိုသွားထားတယ်။သူ့ရဲ့စန့်ကျင်ဘက်မှာရှိတဲ့ငုတ်လေးကဆိုတော့ကျွန်တော်တို့ဘုံကျိုးဖြစ်ပါတယ်ဗျာနော်။ဒီငုတ်မှာကျွန်တော်မီးတီးကလာတဲ့ကျိုးလေးကဘုံကျိုးပါဗျာနော်။မီးတီးကလာတဲ့ကျိုးလေးတွေကပုံမှန်အားဖြင့်ကျိုးဆိုင်လေးတွေကနည်းနည်းသေးတယ်ဗျာ။တခြားကျိုးတွေနဲ့ဆိုင်ဒီကျိုးနဲ့ဆိုင်ဒီကျိုးအနီတွေနဲ့ဆိုင်ဒီကျိုးပြလေးကနည်းသေးတယ်ပေါ့နော်။သူကဘုံကျိုးပေါ့နော်။ဒီဘုံကျိုးပြတ်နေလို့ပါဗျာကျွန်တော်ဗီဒီယိုလေးကိုမြန်လုံးလိုက်တော့ကျွန်တော်ဒီဟာကတော့ရှိပေါ့နော်ပြတ်နေတဲ့ကျိုးတော့မဟုတ်ပေါ့နော်ဒါပေမဲ့ထင်သာမြန်သာရှိအောင်ကျွန်တော်ဒါလေးပြပေးတာဖြစ်ပါတယ်ဒီကျိုးအပြလေးပြတ်နေတဲ့ကြောင့်ပေါ့တချို့ကျတော့ပြတ်လို့ပြတ်မသိတာပေါ့နော်ဒီကျိုးလေးကကျွန်တော်တို့ဒီဆွဲကြည့်လိုက်မှပြတ်တာတော့အများသောအားဖြင့်ဒီအခြေမှာပြတ်တာများတယ်ဒီအခြေမှာကျွန်တော်တို့တန်ကြီးတွေပါစားပြီးတော့နဲ့ပြီးတော့ဒီနာလေးလောက်ကပြတ်တာများပြီပေါ့နော်တချို့မှလည်းအလယ်လောက်မှအပူများပြီးတော့ပေါက်တာကျိုးပေါက်ပြီးပြတ်တာများရပေါ့နော်အခြေဒီမှာဆိုလို့ရှင်တော့ကိုယ်တိုင်ပြုလုပ်ဖို့တော့ခက်လိမ့်မယ်နော်ဒီပါဆိုဒီအတွန်းပိုင်းတွေကကျတော့ကျွန်တော်တို့လှည့်ရတဲ့ဟာလေးတွေကျတော့ဒီတရားလေးတွေကုတ်လေးတွေနဲ့ဆိုတော့အခါလေးမလက်တက်လို့ရှင်ဒီငုတ်လေးတွေပဲ့သွားတာမျိုးတွေကော်လေးတွေပဲ့သွားတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဒီနားလေးတွေဆိုလို့ရှင်တော့ကိုယ့်ဘက်ကိုအိမ်မှာလုတ်ကြည့်မယ်ပေါ့နော်ပြင်တဲ့ဆရာတွေမရှိဘူးပေါ့နော်ဝေးတယ်သွားရတာလည်းခက်တယ်ဟိုဒါမှမဟုတ်ကိုယ့်ဘက်ကိုစမ်းကြည့်တဲ့အကိုတွေဆိုလို့ရှင်လည်းကိုယ့်ဘက်ကိုစမ်းလို့ရရပေါ့နော်ဒါပေမဲ့နီးရဲ့ပြင်ဆိုင်နီးရဲ့ဆိုတော့ပြင်ဆိုင်ချပို့တာပို့ပြီးတော့ကောင်းတယ်တကယ်လို့မအဲ့လိုမပို့ချင်ဘူးပေါ့နော်ပို့လို့လည်းအဆင်ပြေကိုယ်တိုင်လည်းလောက်ကြည့်ချင်တယ်ဆိုတော့ဒီကျိုးလေးပေါ့နော်ဖြူရဲ့ဖြူနဲ့စန့်ကျင်ဘက်မှာငုံမှာရှိတဲ့ဘုံကျိုးလေးပေါ့နော်ဒီကျိုးအပြားလေးပြတ်တာပါဗျာနော်ကျွန်တော် circuit ပြားမှာရှိတဲ့ကျိုးလေးကိုလည်း circuit ပြားလေးတွေကိုလည်းကျွန်တော်ယူပြပေးမယ်နော်ခဏလေးပါဒီလိုမျိုး circuit လေးပေါ့နော် media circuit လေးအလယ်မှာရှိတဲ့ကျိုးကိုကျွန်တော်တို့ပုံကျိုးလို့ခေါ်ပါတယ်ပေါ့နော်ဒီကျိုးလေးကိုကျွန်တော်တို့ပုံကျိုးလို့ခေါ်ပါတယ်ဒီ circuit လေးကတော့ကျွန်တော်တို့ဒီဘေးအတန်းလိုက်ခလုတ်ပေါ့နော်အရှိလိုလည်းခေါ်တယ်တချို့ကျတော့အထက်အောက်လေးရှိတယ်ဒီမီးပြတဲ့နေရာဆိုတာကကျွန်တော်တို့ဒါလေးဆိုလို့ရှိရင်ဒီလို circuit မျိုးလေးတွေတုံးတာပေါ့နော်ဒီလို circuit မတင်ရဘူးဒီလို circuit မျိုးလေးတွေအစားထိုးပြီးတုံးရတယ်တချို့ကျတော့ဒီချက်မီးနဲ့ဒီနှွေးမီးမှာဆိုလို့ရှိရင်ဒီလိုအထက်အောက်လေးလာတာရှိတယ်အထက်အောက်လေးလာတာဆိုလို့ရှိရင်တော့ကျွန်တော်စီမှာကုန်နေတယ်ဗျအဲ့ဒါလေးကတော့နမူနာပြဖို့တော့မရှိဘူးပေါ့နော်အဲ့မှာအလဲပဲတရားဆိုလို့ရှိရင်တော့ color တွေပြမထားဘူးပေါ့နော်တချို့ကျတော့အပြာရဲ့အနီရဲ့ပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အနီပြထားတယ်ဒီမှာဆိုရင်အပြာပေါ့နော်ဒီဘက်မှာလည်းအဖြူကြိုးလေးပေါ့နော်အဲ့လိုမျိုးလေး၃ကြိုး color လေးတွေခွဲပြီးတော့ပြထားပေးရပေါ့နော်တချို့ကျတော့အလဲကျိုးကိုအများသောအားဖြင့်အဖြူကျိုးပုံကျိုးအဖြူကျိုးဖြစ်အသုံးပြုကြရပေါ့နော်ဒီမှာဆိုပုံကျိုးကိုအပြာကျိုးအနေနဲ့ပဲသုံးထားရပေါ့နော်တစ်ခုနဲ့တစ်ခုကတော့မတူဘူးတချို့မီဒီ circuit ချုပ်ကြတော့မီဒီ circuit မပြမသုံးဘဲနဲ့ကျွန်တော်တို့ဒီလိုမျိုးမီဒီလေးကိုနှလုံးပေါ့နော်နှလုံးအသုံးပြုထားတာလည်းရှိတယ် circuit မပါပေါ့နော်ကက်လေးမပါဘဲနဲ့ဒီလိုမျိုးကြိုးကြည့်ပဲနှစ်ခုသုံးထားတာရှိရှားပါတယ်အဲ့လိုမျိုးတော့ကျွန်တော်တစ်ခါတလေမှပဲတွေ့ပြတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တခါတည်းပေါ့နော်ကျွန်တော်တို့ပေါင်းအိုးတူးတဲ့အကြောင်းလေးပါကျွန်တော်တခါတည်းထည့်ပြောပေးမယ်နော်ပေါင်းအိုးကကြက်ပြီပေါ့နော်ကြက်တာကိုမှမီးမပြောင်းဘဲနဲ့ဒီတိုင်းဆက်ပြီးတော့တည်နေတဲ့အတွက်ကြောင့်တူးသွားတဲ့ပြဿနာလေးပေါ့နော်အဲ့ပြဿနာလေးကဘာလေးကြောင့်ဖြစ်တယ်လဲဆိုတော့ဒီမှာမြင်ရလားမသိဘူးเนาะကျွန်တော်တို့ point လေးပေါ့နော် point လေးဆိုတော့ဒီဟာလေးဒါကချက် point ပေါ့နော်ချက် point ကနေတံပြားကနေလာတယ်ဆိုတာမှာဒီကောင်လေးနှိပ်လိုက်ပြီဆိုရင်ဒီကောင်လေးကျွန်တော်တို့ခလုတ်လေးနှိပ်လိုက်ပြီဆိုရင်ဒီမှာဒီအပြားလေးထမ်းထားတဲ့ဟာဒီအပြားလေးအဝိုင်းအောင်အပြားလေးထမ်းထားတဲ့ဟာလေးကအောက်ကျပြီးတော့ဒီတံပြားလေးနှစ်ခုကဒီနားလေးမကြီးပြားလေးနှစ်ခုကကတ်သွားတယ်အဲဆိုရင်ချက်နေပြီတကယ်လို့ဒီကောင်လေးကတန်လိုင်းလေးကကွာကျသွားပြီဆိုတာနဲ့ပြန်ခွာရမယ်အဲ့ချိန်မှာတို့ကမခွာဘဲနဲ့ဒီလိုမျိုးလေးဒီနားလေးမှာကျွန်တော်လက်ညှိုးထိပ်လေးမှာအတီးလေးနှစ်ခုကမခွာဘဲနဲ့အများနဲ့ကတ်နေအောင်ပေါ့နော်ချက်ပြီးလဲဒီလိုချက်ပြီးလဲပြန်ကတ်နေတဲ့အတွက်ကြောင့်
ထမင်းအိုးကျက်လဲတူးနေတာပေါ့နော်ဒီမှာတွေ့လာတွေ့နေတာပေါ့အဲ့ဒါလေးကိုကျွန်တော်ပုံစံလေးယူပြမယ်ဒီမှာမြင်ရလားမသိဘူးเนาะဒီကမြင်ရမယ်ဆိုရင်သူကခလုံးနှိပ်ဒီကပုံမှန်ဆိုဒီလိုလေးဖြစ်နေရမယ်ပုံမှန်ဆိုရင်ဒီ point လေးနှစ်ခုကဒီလိုလေးဖြစ်နေရမယ်ဘာမှခလုံးမနှိပ်ရဘူးဆိုဒီလိုလေးဖြစ်နေရမယ်ခလုံးနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီလိုလေးကတ်သွားရမယ်ဒီနားလေးမှာနှစ်ခုကတ်သွားရမယ်နော်ခလုံးနှိပ်လိုက်ပြီးဆိုတာနဲ့ကတ်သွားရမယ်ပြီးလို့ရှိရင်ခလုတ်ကကြက်ပြီးဆိုတာနဲ့အဲ့နှစ်ခုကပြန်ကွာသွားရမယ်မကွာဘူးဆိုလို့ရှိရင်ဒီခလုံးနှစ်ခုကကတ်နေပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့ချိန်ပေးရမယ်ဗျကျွန်တော်တို့ဒီခလုံးမနှိပ်တဲ့အနေထားမှာဆိုလို့ရှိရင်ဒါမျိုးလေးဖြစ်နေမှာခလုံးနှိပ်လိုက်လို့ရှိရင်ဒါမျိုးလေးဖြစ်ရမယ်ဆိုတာလေးကိုပြန်ချိန်ရမယ်ပေါ့နော်တချို့ကြတော့ဒီလိုမျိုးဟာနဲ့မလာဘူးပေါ့နော်ဒီလိုမျိုးဟာနဲ့မလာဒါဆိုရင်4000လေးတချို့ကြလဲဒါမျိုးကျွန်တော်တို့ဒီလိုမျိုးလေးလာရပါတော့နှစ်ဒါမျိုးလေးလာဒါကြီးကြတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီ point လေးတွေကရိုးတက်တက်မဲ့ပါတချို့ကြဆွတ်ကလေးနဲ့လာတယ်ဒါမျိုးဆွတ်လေးနဲ့လာရပါတော့အဲ့မျိုးဆွတ်လေးနဲ့ဆိုတော့ဒါကတော့ချိန်လို့မရအစ်စ်လဲပေးရမယ်ဒီထက်ကောင်းတဲ့အမျိုးဟာလေးလာတယ်ဒီအမဲရောင်လေးကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီဟာလေးကဈေးလေးနည်းနည်းပဲပို့ပေးရမယ်ဒီအမဲရောင်လေးရှင်တော့အမဲရောင်လေးဝယ်သုံးပါပေါ့နော်900 800 1000ကျော်ပေါ့နော်အလွန်ဆုံးဈေးများမှ1500လောက်ပဲရှိမယ်ဒါလေးတွေကလည်းရှိလို့ရှိရင်ဒါမျိုးလေးတွေကတော့ရှားတယ်ပေါ့နော်ဘာလို့ဆိုဒီကောင်လေးတွေကကျတော့ပြန်သုံးလို့ရတယ်ကြီးဝါလေးတွေမဲသွားရင်တောင်မှကျွန်တော်တို့ပြန်ပြီးတော့ကော်ပယ်လေးစားပြီးတော့ပြန်သုံးလို့ရတဲ့အတွက်ကြောင့်ဒါမျိုးလေးကတော့ဆိုင်လေးတော်တော်များများမှာမရှိဘူးပေါ့နော်တချို့ဆိုင်လေးတွေရှိတတ်ပါတယ်ဒါလေးတွေကတော့ပေါ်ပါတယ်ဒါလေးတွေကတော့ထားတာများကြတယ်ပေါ့နော်ဘာလို့ဆိုဒါလေးတွေကျတော့ကျွန်တော်တို့လည်းမပြင်တဲ့အတွက်ကြောင့်ဝယ်ပြီးတော့လဲပြီးတော့သုံးရတယ်နော်အဲ့အတွက်ကြောင့်ဒီပေါင်းဖို့တူးတဲ့ပြဿနာကဒီဟာလေးပေါ့နော်ဒီ point လေးကအမြဲတမ်းကတ်နေတဲ့ပုံစံမျိုးလေးဖြစ်နေဒါဆိုရင်သူကအမြဲတမ်းကတ်နေအဲ့လိုမျိုးလေးပေါ့နော်အမြဲတမ်းကတ်နေတကယ်တမ်းတော့ဒါလေးကွာနေရမယ်ခလုံးမနှိပ်ခင်မှာဒါလေးကွာမယ်ခလုံးနှိပ်လိုက်တဲ့အခါမှာဒီလိုမျိုးကတ်သွားအဲ့ဒါမှမီးကူးပြီးတော့ကျွန်တော်တို့အလုပ်လုပ်မှဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်